ဒီကနေ့ကျွန်တော် COD ပေါ့နော်ဘယ်လိုပေါ့အထိုင်ဖုံးပေါ့နော်အထိုင်ဖုံးကိုသူကဘက်ထရီအားမခံတော့တာပေါ့နော်အားမခံတဲ့အလုံးပြီးရင်ဆက်ပွင့်လာတဲ့တန့်ပိတ်သွားတဲ့အလုံးကျွန်တော် COD လာပို့ထားရပေါ့နော်ကျွန်တော်တို့အဲ့မှာသူ့ရဲ့ဘက်ထရီပေါ့နော်ဘက်ထရီကိုကျွန်တော်ဖွင့်ပြီးတော့ကြည့်ရတဲ့အခါမှာသူက1200 mAh အဲ့လိုရေးထားတယ်ဘက်ထရီကဖောင်းနေပေါ့နော်ကျွန်တော်အဲ့ဒါနဲ့ပိုင်ရှင်ကိုမေးကြည့်တော့ပေါ့နော်အဲ့ဒီဘက်ထရီဝယ်လေးပြီးတော့ပြီပေါ့နော်အဆင်မပြေဘူးတဲ့အဲ့လိုပဲမခံလို့ဆိုကျွန်တော် Samsung ဒီဘက်ထရီပေါ့နော်G2 Prime ရဲ့ battery သူက2600 mAh ပေါ့နော်နှစ်ဆလောက်ကို mAh တာတယ်ပေါ့အဲ့ battery ကိုကာတော့မကာဘူးเนาะကျွန်တော်နည်းနည်းလေးထွင်ပြီးတော့ထည့်မှာပေါ့ထွင်ပြီးတော့ကျွန်တော်ထည့်မယ်အဲ့လိုထွင်ထည့်ဖို့အတွက်ကိုကျွန်တော်ဒီပေါ့နော်စင်ကတ်တွေထုံမယ်ကျွန်တော်ဘေးဒါပေါ့ဆက်ဖုံးပေါ့နော်ဘေးကဖုံးကျွန်တော်ဖွင့်မယ်ပေါ့ဒီဘက်ကတော့အဲ့ဒါဟောပေါ့နော်တို့ဒီလက်ကင်ကျူပေါ့ကျွန်တော်အကုန်ချုပ်ပြီးတော့ဆက်ဖုံးဖွင့်မယ်ပေါ့နော်အထဲမှာလည်းကြည့်ပါဦးဖုတ်တီးပြီเนาะအဲ့ဒီကျွန်တော်တန်ရှင်းလေးနေပါလောက်မှာပေါ့နော်ချုပ်ပြီးတန်ရှင်းလေးလုပ်ပြီးတော့ကျွန်တော်နည်းနည်း train ထည့်ကြည့်မယ်ပေါ့အဲ့မှာကျွန်တော်ဒီဘယ်လိုထည့်မလဲဆိုတော့အဲ့ battery ရဲ့ hot down ပေါ့နော် hot down ကိုကျွန်တော် battery ရဲ့သူကထည့်လို့ကာတယ်ပေါ့နော်နည်းနည်းလေးရှည်နေဆိုအဲ့ဘက်ကိုကျွန်တော်ဖောက်ပြီးတော့အဲ့ထဲကိုထည့်ထားမယ်ပေါ့နော်ခဲကောက်လေးနဲ့ကျွန်တော်ထိုးပြီးတော့ဖောက်ထားပေါ့နော်ခဲကောက်နဲ့ထိုးဖောက်ပြီးကျွန်တော်အဲ့ဘက်ထဲကို battery ထည့်ထားမှာပေါ့နော်ပြီးရင်တော့ကျွန်တော်ဓာတ်လေးနဲ့ခဲကောက်ရာလေးနဲ့အချောတက်မှာပေါ့နော်ဓာတ်လေးနဲ့ခဲကောက်ရအောင်နဲ့အချောတက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ channel လေးကိုကျွန်တော်ကြည့်တဲ့လူတွေပေါ့နော်ကြည့်တဲ့လူတွေလည်းကျွန်တော်တောင်းဆိုတယ်ကျွန်တော် channel မှာဒီလိုပဲကျွန်တော်ရေနာနဲ့ပတ်သက်ပြီးတော့မှတ်တမ်းဆိုတဲ့အတိုင်းစပင်းမှတ်တမ်းဆိုတဲ့အတိုင်းကျွန်တော်အကုန်လုံးမှတ်တမ်းတင်ပြီးတော့ကျွန်တော်ရတင်ပေးမှာပေါ့နော်ဟိုအချိန်ရလို့တင်ပေးမယ် customer တွေကျွန်တော်အချိန်ပေးလို့ကျွန်တော်တင်ပေးမှာပေါ့အဲ့တော့ကြောင့်မလို့အကုန်လုံးကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်အဲ့မှာပေါ့နော် battery ကိုကျွန်တော်ဖွင့်တာပေါ့နော်ဖွင့်ပြီးစစ်တော့ဖောင်းနေပြီဆိုတော့ကျွန်တော်ဒီတိုင်းပေါ့နော်အဲဒီ G2 battery မှာကျွန်တော်ခဲဆော်ပြီးတက်တော့တိတ်အဆင်မပြေချင်ဘူးအဲ့တော့သူ့ BNL လေးကိုကျွန်တော်သူ့ battery ကမူရင်း BNL လေးကိုကျွန်တော်ပြန်သုံးရမှာပေါ့နော်ပြန်သုံးတော့မှအဆင်ပြေမှာပေါ့နော်အဲ့တော့သူ့မူရင်း BNL လေးကိုကျွန်တော်ပြန်သုံးမယ်ဆိုတော့ဘယ်လိုသုံးမလဲဆိုတော့ဒီ Samsung G2 Prime battery ပေါ့နော် Samsung battery မှာတက်ထားတဲ့ဟိုပါပေါ့ဒီကျိုးကိုကျွန်တော်ပြန်ချုပ်မယ်ချက်လိုက်ပြီးတော့ဟိုပါပေါ့နော်ဒီစနသူ့မူရင်း BN လေးမှာကျွန်တော်ပြန်တက်မယ်ပေါ့မူရင်း BN လေးမှာတက်လိုက်ပြီးတော့မူရင်း BN ကနေစစောင်းဘက်ထရီကိုကျွန်တော်မှာတကျိုးလေးနဲ့လှမ်းဆင်မှာပေါ့နော်တကျိုးအကူလေးနဲ့ကျွန်တော်လှမ်းဆင်မယ်ပေါ့ဟုတ်ပြီကျွန်တော်အကုန်ပေါ့နော်အကုန်မြတ်ဆက်လိုက်မယ်ပေါ့နော်ဟုတ်ပြီအကုန်ဆက်ပြီးတော့တဲ့အခါမှာကျွန်တော်ပြန်တက်ပြီးဆန်းကြည့်တယ်ပေါ့နော်ဒီဘက်ကကျွန်တော်အဲ့ဒီဘာလဲ9တက်မှ30ပေါ့နော် 5.1 တက်နေတယ်အကောင်ကကျွန်တော်ဗာလဲဆိုတော့ကျွန်တော်အားသွင်းနေတဲ့ tester ပေါ့အကောင်လေးကိုကျွန်တော်ဘယ်လိုဖန်တီးထားလဲဆိုတော့လေကျွန်တော်နှောက်ရမှာဗီဒီယိုလုပ်ပြီးတော့ပို့ရှိပါတယ်အဲ့တော့ကျွန်တော်ဒီကောင်တိတ်ကြတော့ကျွန်တော်စက်ကူတိတ်ကိုပဲသုံးတယ်ပေါ့နော်ကောင်းတာတော့အပူခံတိတ်ပေါ့အတိတ်ဝါလေးတွေသုံးတာကောင်းတယ်ကျွန်တော်ရှိမှာတော့ဒီစက်ကူတိတ်ပဲရှိရစက်ကူတိတ်လေးနဲ့လုပ်လိုက်တယ်ပေါ့နော်အကုန်ကျွန်တော်ပြတက်မယ်ပေါ့ပြတက်ပြီးတော့မှဆန်းမယ်ပေါ့အကုန်တက်မယ်ဟုတ်ပြီကျိုးတွေအကုန်တက်တယ်ပေါ့နော်ကျိုးတွေအကုန်တက်ပြီးတော့ကျွန်တော်ပြန်ဆန်းမှာပေါ့အကုန်စက်ဖုံးနဲ့ဖုံးပလိုက်တယ်ပေါ့နော်နောက်ဖုံးနဲ့ကာဗာဖုံးနဲ့ဖုံးပလိုက်တယ်အမှကြီးကျွန်တော်ထည့်လိုက်တာသူ့ဘက်ထရီနဲ့သူမောက်ဖစ်ဆိုင်ဝင်သွားတယ်အကုန်တက်ပြီးတော့ကျွန်တော်ပြန်ဆန်းမယ်ပေါ့နော်ဟုတ်ပြီဒီမှာသူအားသွင်းနဲ့မှာပေါ့နော် ampere ဆိုရဲအောက်က ampere ပေါ့နော် ampere လည်းတက်နေတယ်အမှ9မိနစ်အသွင်းပြီးသွားတဲ့အခါမှာတော့သူကနည်းနည်းလေးပေါ့နော်တကုံးမရှိတဲ့တော့ကျွန်တော်တက်လာပြီနောက်ထပ်သွင်းထားလိုက်မယ်ပေါ့နော်နောက်ထပ်ဒါကတော့ကျွန်တော်တို့45မိနစ်ပေါ့နော်45မိနစ်အသွင်းပြီးသွားတဲ့အခါမှာတော့2 တဝက်တတာပေါ့နော်တဝက်တတာလောက်တူတက်သွားတယ်အဆင်ပြေတယ်ပေါ့နော်အကုန်လုံးအဆင်ပြေတယ်အဲ့ဒါနဲ့ကျွန်တော်အားထပ်သွင်းထားလိုက်တယ်ပေါ့နော်အားထပ်သွင်းထားလိုက်တဲ့ကစတမာအမှန်ချင်းကျွန်တော်ရှိမှာအောက်တက်နေလို့သွင်းလိုက်ပြီးတော့ဆန်းထားလိုက်တယ်ပေါ့အဆင်ပြေပါတယ်အကုန်လုံးသွင်းလို့နော်ကျွန်တော် channel လေးလည်း subscribe လုပ်ပေးကြပါဦးလို့အားလုံးတောင်းဆိုပါတယ်